ဒါကိုလငွေတို့အိမ်လားခင်ဗျ ဟုတ်ပါတယ် ဘာကိစ္စရှိလို့လဲငါတို့ ဒီမဲ့မှနဲ့ ကြတော့ကအုတ်ဖို့ရွာအောင်ကြီးပါဗျအဖိုးကကျွဲဖန်းကျောင်းတယ်လို့နာမည်ကြီးလို့ကျွဲဖန်းဖို့လာခေါ်တာပါဗျ ဟုတ်တယ်ငါတို့ရေအဖိုးကကျွဲဖမ်းတဲ့နေရာမှာဆရာကြီးပဲမယုံရင်ဒီဟာပဲကြည့်လေဆိုင်ငယ်အစ်စ်မနေ့ကမှဝယ်ထားတာ ကျွဲကိန်းရှုံးလို့အိမ်နဲ့ကားရောင်းပြီးတော့ဝယ်ထားရတာမြ ဒါလို့ရှိတယ်ငါတို့အိမ်ကနေထက်တိုက်ဆိုတော့တက်လိုက်ဆင်းလိုက်မလုံနိုင်လို့ရောင်းလိုက်တာကားကြတော့စီးရင်လေကောင်းလေတက်မရဘူးလေဆိုင်ငယ်ကလေရတယ်အဲ့ဒါကြောင့်ရောင်းလိုက်တာ ဖမ်းမဲ့ကျွဲကကြီးလားငါတို့သိရင်အဖိုးကမဖမ်းဘူးနော်တိတ်ခါကြလို့ ကြီးပါတယ်အဖိုးရွာမှာဘယ်သူမှမဖမ်းရဲလို့အဖိုးကိုလာခေါ်တာပါဗျဒါဆိုသွားကြရအောင် မိမဒီနေ့တော့ဟင်းကောင်းစားရပြီမှတ် အဖိုးရွာထဲမှာကျွဲတစ်ကောင်တောင်းကျမ်းနေတယ် အေးလာပြီဒီလောက်ဖြစ်နေတာတော့ကျွဲဖမ်းကျင်တဲ့စိတ်ကမလျှော့ဘူးတတောင်းစား သေပါပြီမေ အခုလိုဗီဒီယိုလေးတွေကိုသဘောကျရင်အပေါင်းလေးနှိပ်အသေးလေးပေးပြီး comment မှာတစ်ခုခုရေးပြီးအားပေးခဲ့ပါအောင်နောက်ဗီဒီယိုမှာပြန်ဆုံမယ်နော် bye bye